ရစွာဘုရားသည်ဇေရဝေကျောင်း၌တရင်သုံးနေစဉ်အပြိုကြီးတစ်ယောက်ကဖြားရောက်၏သာသနာတော်၌ညီးဝေသောယဟန်တစ်ပါးကိုအကြောင်းပြု၏အတိတ်ဇကြောင်းကိုဟောကြားတော်မူသည်ဗာရာဏသီပြည်၌ပြမတမင်းစိုးစံစဉ်ပြမတမင်းသည်ပုံနာမျိုး၌ဖြစ်၍အိမ်အောင်ပြုရာသားတစ်ယောက်ဖွားမြောက်ပြီးမယားသေလွန်သောသားကိုခေါ်ကာယဟန်ပြု၏ဟိမဝနာအရှက်၌နေသည်အခင်ယတိကြီးသည်သားယတိကိုကျောင်း၌ထားခဲ့ပြီးတတိရှာသွားလေရှိသည်တနေ့တော့ခိုးသားသမားတို့သည်တရွာလုံးကိုလူရွယ်ဖြက်စီး၍ပစ္စည်းတရန်ယောက်ျားမိန်းမများကိုခေါ်ဆောင်၍သွားကြသည်မိန်းမပြိုတယောက်သည်လမ်းခရီးတွင်ပရိယေပြု၍လူဆိုးတို့အလွတ်တွင်ပုံကွယ်နေခဲ့ရမှခြေဥတရားပြေးလွှားရင်းယတိကျောင်းသို့ရှောင်လာသည်ယတိကျောင်း၌ရွယ်သူယတိငယ်တစ်ပါးကိုတွေ့လျင်အဖြစ်အပျက်ကိုငိုယို၍ပြောလေသည်ယတိငယ်သည်တတိများကိုကျွေးမွေးရင်းမိန်းကလေး၏မာယာတော်ယတိငယ်နှမျောသွားလေသည်မိန်းကလေး၏ဖြားရောက်မှုကြောင့်ယတိကလေးတီလာပြတ်တော်သည်မိန်းကလေးကရွာသို့မပြန်ဝင်၍ယတိငယ်ကိုခေါ်သည်ယတိငယ်ကဖခင်ပြန်လာလျင်ခွင်တောင်း၍နောက်ကလိုက်ခဲ့ပါမည်ဟုပြောသည်မိန်းကလေးကယတိကြီးကိုကြောက်သည်မျက်နှာချမ်းမဆိုင်လို၍လမ်းကစောင့်နေမည်လိုက်ခဲ့ပါဟုမှာကြား၍သွားလေသည်ဖခင်ယတိကြီးပြန်လာလျင်သားယတိသည်လူရွာသို့တွားရောက်နေထိုင်လိုကြောင်းနှင့်မိသူသောအကျင့်ရှိသူကိုမိဝဲစိကရမည်ကိုဆုံးမပေးတော်မူပါရန်တောင်းပန်လေသည်ဖခင်ယတိကြီးကတင့်ကိုခင်မင်အကျွမ်းဝင်သူတေဤခင်မင်အကျွမ်းဝင်မှုကိုနှစ်သက်သူတရတနည်းသင်ပြောသောစကားကိုနားထောင်လိုသူသင်အပြစ်ကိုသီးခံသူတို့နှင့်ပေါင်းသင်းမှာကိုယ်နှုံနှလုံးသုံးပါးစလုံးဖြင့်မကောင်းမှုဒုစရိုက်မပြုသူကိုရင်ဝယ်ပိုက်၍ကြီးပြင်းအောင်မွေးမြူသောသားအရင်ပမာမိဝဲစိကပ်ပါထို့နောက်ဖခင်ယတိကြီးကနနိုးရီကိုစိုးတကဲ့သို့စိတ်မခိုင်သူပြက်ပြဲလွယ်သူမြောက်ကဲ့သို့စိတ်မငြိမ်သူချစ်လွယ်မုန်းလွယ်စိတ်ပြောင်းလွယ်သူထိုသူတို့ကိုကဘာမြေဝဝဲအခြားပေါင်းမိသူမရှိသည့်တိုင်အောင်ထိုသူတို့ကိုပေါင်းသင်းခြင်းမပြုပါနှင့်ဟုအဆုံးအမကိုပေးလေသည်ယသိငယ်သည်ဖခင်၏အဆုံးအမကိုဇာနာရလျင်ဖခင်ဤကုံကျေးဇူးများနှင့်ပြည့်စုံသူအဘယ်မှရနိုင်ပါမည်နည်းလူရွာသို့မသွားတော့ပါဖခင်ထ၌သာနေပါတော့မည်ဆိုကားမျိုးသမီးနောက်သို့မလိုက်တော့ချေထို့နောက်ဖခင်ယတိကြီးကတာယတိအားကတိုင်းပရိကံကိုပြောကြားပြီးအာထုတ်ကြရာနှစ်ယောက်စလုံးပင်ဇက်အပိညင်ကိုရကြ၍သေလွန်သောဗမာပြည်သို့လာကြသည်ဇက်ပေါင်းသောယတိငယ်သည်ယခုဘဝဖြားယောင်းခံရသောယတိသူတို့သမီးသည်ယခုဘဝအပြူကြီးဖခင်ယတိသည်ငါဖျားဖြစ်လာ၏ဟုစတော်ကိုပေါင်းသည်နောက်ထပ်ဗီဒီယိုအသစ်တင်တိုင်းသိအောင်ဒီ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါရှင်